ခုလို32ချိန်မြောက်မင်းတပ်မြို့နယ်နှစ်ချင်းခရိယန်နယ်ဖွဲ့အုပ်ချုပ်စီမံအစည်းအဝေးမင်းတပ်နှစ်ချင်းအသင်းတော်ရဲ့ပလက်တီနမ်ရတုတိတ်ခါတဲ့မင်္ဂလာအခမ်းအနားအစီအစဉ်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုဝေငှခွင့်ရရှိတဲ့အတွက်ကြောင့်ဥစွာဘုရားသခင်ကိုချီးမွမ်းပါတယ်အခုလိုအချိန်ပေးတဲ့အထွေထွေတွင်းမှုနဲ့တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီကနေ့ကျွန်တော်တို့အတူတကွဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုအရင်ဆုံးဖတ်ကြပါမယ်32ခုမြောက်သောစာလံအပိုက်ငယ်8နဲ့9ကိုဖတ်ပါမယ်သင်ကိုငါတွင်တင်မည်သင်သွားရမည့်လမ်းကိုပြညွှန်မည်သင်ကိုကြည့်ရှုပြုစုမည်ဉာဏ်ပညာမဲ့သောမြင်လာကဲ့သို့မဖြစ်လင်သူသည်သင်ထံသို့မချင်းကပ်သောကြောင့်ပါဇက်ကိုဆက်ခွင့်၍ဆက်ကြိုးနှင့်ဆွဲရမည်ခဏဆုတောင်းဆက်ကပ်ကြပါစို့တိုက်ရှင်မြတ်ဆုံးလင်းတော်မူသောဘုရားကိုရေနှုတ်ကပတ်တရားတော်များအတွက်ယေရှုတင်ပါတယ်ကိုရောပေးသနာတော်မူသောကျွန်တော်ကိုမိတ်တော်မူသောနှုတ်ကပတ်တရားတော်များအတူတကွဆင်ခြင်ခွန်အားယူတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယ်တော်တိုင်အရောက်ချင်းစီတိုင်းကိုစကားပြောလျက်တွင်တင်မဆတော်မူပါအသက်တာနဲ့အချိန်တိုင်းများကိုဆက်ကပ်လျက်ယေရှုနာမ၌ဆုတောင်းကြပါ၏ပါဖျားအာမင်ကျွန်တော်တို့ဒီအခုနဖတ်ရှုသွားတဲ့တမန်ကျမ်းစာကိုရဲ့နောက်ခံသမိုင်းကြောင်းကိုကြည့်တဲ့အခါမှာဆာလန်ဆရာဒါဝိဒ်မင်းကြီးကပတရှေဘနဲ့ပြစ်မှားပြီးတော့မှနောင်တရတဲ့အချိန်ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုရရှိခံစားတဲ့အတွက်ကြောင့်ဘုရားသခင်ကိုချီးမွမ်းတဲ့တခြင်းဖြစ်တယ်လို့ကျွန်တော်တို့သိရှိရပါတယ်ဘုရားသခင်ရဲ့ဂတိတော်များနဲ့ဘုရားသခင်ရဲ့လမ်းညွှန်ချက်များကိုကျွန်တော်တို့ဒီထဲမှာတွေ့ရှိရပါတယ်ဒီကနေ့ကျွန်တော်တို့တကွဆင်ခြင်ဖို့နှုတ်ကပတ်တရားဒေသနာရဲ့ခေါင်းစဉ်ကိုတော့လမ်းပြတော်မူလိမ့်မည်ဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တက်ချင်ပါတယ်အချက်နှစ်ချက်နဲ့ကျွန်တော်ဝေငှသွားချင်ပါတယ်ဘုရားသခင်ကလမ်းပြတော်မူလိမ့်မည်ဘာဖြစ်လို့လဲဆိုတော့သူကကျွန်တော်တို့ကိုဂတိပေးထားတဲ့အတွက်ဖြစ်ပါတယ်နံပါတ်1အချက်ကနံပါတ်2အချက်ကတော့ကျွန်တော်တို့ဖက်ကနေလဲသူ့ကိုနာခံတဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့လမ်းပြတော်မူလိမ့်မည်ဆိုပြီးတော့ကျွန်တော်ဒီကနေ့ဒီနှုတ်ကပတ်တော်ကိုဝေငှသွားချင်ပါတယ်ကျွန်တော်တို့ဒီမေတ္တာနှစ်ချင်းအသင်းတော်ရဲ့တမိုင်းကမေတ္တာမြို့နယ်တစ်ခုလုံးမှာရှိတဲ့နှစ်ချင်းယုံကြည်သူများရဲ့တမိုင်းနဲ့ထပ်တူကြတယ်လို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့မင်းတပ်ကံပလက်ဒီသာသနာလုပ်ငန်းစတဲ့အခါမှာဒီမင်းတပ်မျိုးပေါ်မှာလည်းအစာပြုလာတယ်။သာသနာပြုဆရာကြီးတွေဒီနေရာမှာပဲအရင်ဆုံးအခြေချလာပြီးတော့ဒီနေရာမှာပဲစင်တာချပြီးတော့သာသနာလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြတယ်။မင်းတပ်မျိုးရဲ့အဦးသီးယုံကြည်သူဘုံမှုဟာရှိန်ကလည်းဒီမင်းတပ်မျိုးပေါ်မှာပဲနေပြီးတော့မှအချိန်ပြည့်ဓမ္မအမှုတော်ဆောင်တွေကိုစေလွတ်ပေးဖို့ရန်တောင်းခံစာကို Chin Hill Baptist Association လို့ခေါ်တဲ့အခုချိန်မှာ Chin Baptist Convention လို့ခေါ်တဲ့အဖွဲ့အစည်းကိုစာရေးသားခဲ့တယ်ဆိုတာကျွန်တော်တို့သိရှိရပါတယ်။ဖခင်ကြီးများကနေအခုလိုအခြေအနေထိရောက်လာအောင်ယေရှုခရစ်တော်ရဲ့တည်င်းကောင်းကိုတည်ဆောင်ခဲ့ကြတဲ့အတွက်ကြောင့်ဖခင်ကြီးများအပေါ်မှာလည်းအထူးကျေးဇူးတင်ဝမ်းမြောက်ရပါတယ်ဒီဘုံမှုဟာရှိဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်20ကျော်ကကျွန်တော်အလေတန်းကျောင်းသားဘဝတုန်းကကျောင်းမှာလည်းကျွန်တော်တို့တွေ့ဖူးပါတယ်ကျွန်တော်ကျောင်းမှာရွှေရတုမင်းတပ်အာထာကတိရဲ့ရွှေရတုအခမ်းအနားမှာဂုံပြုပေးဖို့ရန်အတွက်ဂုံပြုလက်မှတ်ယူဖို့စကားပြောပေးဖို့သူတို့ခေါ်လာကြတဲ့အချိန်မှာသူ့ကျောင်းအုပ်နဲ့ကျောင်းဆရာတယောက်ကဘေးနှစ်ဖက်ကနေခြီးပြီးတော့မှတွဲပေးပြီးတော့မှ
သူကုန်ပြုစကားပြောပေးတယ်ကုန်ပြုလက်မှတ်ယူပေးတယ်ဒါကိုပဲကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်တကယ်လို့များအခုချိန်မှသာကျွန်တော်တို့တွေ့ခွင့်စကားပြောခွင့်ရမယ်ဆိုရင်ရင်ထဲကနေတကယ်လှိုက်ခဲလဲအခုလိုမျိုးသာသနာပြုတွေမြောက်များစွာဒီနေရာကိုရောက်လာပြီးတော့မှဒီချိုးမြေမှာခရစ်တော်ရဲ့တရင်စကားတည်ဆောင်တဲ့သူများစွာကိုဖိတ်ခေါ်ပေးတယ်စာပို့တယ်ကြိုးဆိုပေးတယ်ပထမဦးဆုံးရောက်လာတဲ့သူကိုအိမ်မှာထားပြီးတော့မှကျွေးမွေးအခမ်းပေးပြီးတော့အခုလိုလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ဂျေစုတင်စကားတော်ပြောချင်မိပါတယ်ကျွန်တော်ပြီးခဲ့တဲ့၄လပတ်ဝန်းကျင်တုန်းက3-4လပတ်ဝန်းကျင်ကကျွန်တော်စာတမ်းအတွက်ဒီ developing Baptist mission strategy among Cho people ဆိုတဲ့ဒီစာတမ်းတစ်ခုအတွက်ဒီ the arrival of Christian mission in Mindat ဆိုတဲ့ဒီမြန်မာမင်းတပ်မှာခရိယန်သာသနာတွေဘယ်လိုရောက်လာတယ်လဲဆိုတာကျွန်တော်လေ့လာဖို့စာအုပ်တွေအများကြီးစုပြီးတော့မှကျွန်တော်ဖတ်တယ်အဲ့ဒီထဲမှာဒီနှစ်ချင်းသာသနာဒီမင်းတပ်မှာရောက်လာဖို့အတွက်ဘယ်လိုကြိုးစားခဲ့ကြတယ်ဘယ်လိုဆက်ကပ်ကြတယ်ဆိုတာကျွန်တော်ဖတ်တယ်စာအုပ်ကိုဒီပခုတ်ကို MTC ကျောင်းအုပ်စီမှာကျွန်တော်စာအုပ်တွေသွားငှားပြီးတော့မှအထူးသဖြင့် CCOC သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဖတ်ရင်းနဲ့ကျွန်တော်ငိုမိမျက်ရည်ကျပြီးတော့မှကျွန်တော်ဒူးထောက်ပြီးတော့ဖယားသခင်ကိုကျွန်တော်ယေရှုတင်စကားပြောတယ်ဒီကျွန်တော်ရဲ့ဒီနယ်မြေမှာအဲ့ဒီချိန်တုန်းကအင်မရာမကြမ်းတမ်းတယ်အင်မရာမရိုင်းဆိုင်တယ်ရက်ဆက်တယ်ဒီလူတွေကြားထဲမှာလာရောက်ပြီးတော့မှကိုယ့်အိမ်ကိုယ့်မြေမှာအေးအေးဆေးဆေးနေနိုင်ရဲ့သားနဲ့မျက်စိတငယ်နားတငယ်နဲ့နော်ဒီနေရာမှာလာဆက်ကပ်ခဲ့ကြတယ်ဘေးဆိုင်ခဲ့ကြတယ်သာသနာပြုဆရာတချို့အထူးသဖြင့်မတူပီမှာလာဆက်ကပ်တဲ့ကျွန်တော်တောင်ပိုင်းနေမတူပီမှာလာဆက်ကပ်တဲ့သာသနာပြုဆရာကမတေခင်လေးမှာကျွန်တော်မှာအဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးညီမလေးတယောက်ပဲရှိတယ်အဲ့ဒီကျွန်တော်ညီမလေးကကျွန်တော်ကိုအရာဖြော်လင့်တာကျွန်တော်အိမ်ပြန်နေ့ကိုသူစောင့်နေတာဖြစ်တယ်ကျွန်တော်ညီမလေးနဲ့ကျွန်တော်ပြန်တွေ့ချင်တယ်ဆိုပြီးတော့ပြောရင်းနဲ့တည်သွားတယ်ဆိုတာကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်မျက်ရည်ကျမိတယ်ကျွန်တော်ငိုကြွေးမိတယ်ဒီလိုပေါ့နော်ဖယားသခင်ရဲ့သာသနာတော်အတွက်ခရစ်တော်ကိုမသိသေးတဲ့သူတွေအတွက်သူတို့ရဲ့မိသားစုတွေကိုထားခဲ့ပြီးသူတို့ရဲ့အခက်အခဲတွေကိုရေးကြီးခွန်ကျဲမလုပ်ဘဲနဲ့ဒီနေရာမှာကျွန်တော်ရဲ့ဒီတောင်ပိုင်းနယ်မြေမှာလာဆက်ကပ်ကြတဲ့ကျွန်တော်ရဲ့ညီအကိုတွေကြောင့်ကျွန်တော်ဒီနေရာမှာခရစ်တော်ကိုယုံကြည်တဲ့သူတွေထောင်နဲ့ချီရှိလာတယ်။တောင်းကနန်းအထိရှိလာတယ်။အခြားသောဂိုင်းကနတွေကိုကျွန်တော်ပြန်ကြည့်တွက်ရင်အခြားသောဂိုင်းကနအသီးသီးမှာပြောင်းသွားတဲ့သူတွေအထိပါပြန်တွက်ရင်တောင်းနဲ့ချီရှိလာတယ်။ဒီအသီးအပွင့်ရှိလာတဲ့သာသနာဟာကျွန်တော်ရဲ့ဘိုးဘေးတို့ရဲ့ကျွန်တော်ရဲ့မိဘတွေရဲ့စက္ကမှုဘေးဆက်မှုတွေမျက်ရည်တွေကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်ပြန်ကြည့်ပြီးတော့တကယ်ကိုဖယားသခင်ကိုလည်းယေရှုတင်တယ်ဆက်ကပ်ပေးတဲ့သူတွေကိုလည်းတကယ်ပဲယေရှုတင်မိပါတယ်ဖယားသခင်ကကျွန်တော်ကိုလမ်းပြခဲ့တယ်ဆိုတာကိုလည်းကျွန်တော်ပြန်ပြီးတော့မှကောင်းကောင်းနားလည်လွင်ခဲ့တဲ့80နှစ်ပတ်ဝန်းကျင်နော်လွင်ခဲ့တဲ့နှစ်80မှာ80နှစ်လုံးမှာဖယားသခင်ကတဆင့်ပြီးတဆင့်သူ့ရဲ့လူတွေကိုတယောက်ပြီးတယောက်အသုံးပြုပြီးတော့ကျွန်တော်တို့ကိုလမ်းပြခဲ့ကျွန်တော် CCOC သမိုင်းကိုဖတ်ရင်းနေပေါ့နော်ဧတဌာန CPC ဧတဌာနကိုဌာနမှူးတဦးကိုအရန်ကျေးဇူးတင်မိတဲ့အရာတစ်ခုလည်းရှိတယ်။ဘာလဲဆိုတော့အခု CCIT လို့ခေါ်တဲ့ကျွန်တော်တို့ခေါ်တဲ့ ZTC ကအရင်တုန်းက10တန်းမအောင်တဲ့သူတွေကိုလည်းလက်ခံပေးခဲ့ပေမဲ့နောက်ပိုင်းမှာ10တန်းအောင်တဲ့သူတွေကိုပဲဒီကျောင်းမှာတက်ခွင့်ပေးတော့မယ်10တန်းမအောင်တဲ့သူတွေကိုလက်မခံတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ချကြတဲ့အချိန်မှာဒီ CCOC မှာခေါင်းဆောင်လည်းဖြစ်တဲ့ ENM Director ကျွန်တော်အမှတ်မမှားဘူးဆိုရင်သူ့နာမည်ကနှစ်ကျုံဖြစ်မယ်သူကနေဘာစ조사တယ်လဲဆိုတော့
ကျွန်တော်တို့မင်းတပ်ကံပလက်နေမှာယုံကြည်ခါစလူငယ်တွေမျိုးဆက်သစ်တွေခေတ်အခြေအနေအရပညာ10တန်းရောက်တဲ့သူတွေကအရန်ရှားပါတဲ့အချိန်မှာဒီလူငယ်တွေက ZTC မှာဆက်တက်ဖို့ရအတွက်အခွန်အလန်းနဲလာမယ်အဲ့ဒါဆိုရင်ငါတို့မျိုးဆက်သစ်မွေးထုတ်ဖို့အခက်ခဲအများကြီးရှိလာနိုင်တယ်ဒါကြောင့်ဒီ10တန်းမအောင်တဲ့သူတွေလည်းဖျားအမှုတော်ဆောင်ချင်တဲ့သူတွေဆောင်လို့ရအောင်ငါတို့လမ်းကြောင်းတစ်ခုပြန်ဖော်ရမယ်ဆိုပြီးတော့ဒီမတူပီမှာကျွန်တော်တို့အခု UTC လို့ခေါ်တဲ့အကြောင်းပေါ်ပေါက်လာအောင်အဲ့တုန်းက MBA ပေါ့နော်အထွေထွေအတွင်းရေးမှုကိုစာရေးပြီးတော့မှဒီအကူအညီတောင်းခံခဲ့တယ်ဆိုတာကျွန်တော်သွားတွေ့မိတယ်အားလုံးကိုခြုံပြီးတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ရဲ့ရှေ့မှာကျွန်တော်တို့ရဲ့ဘိုးဘေးတွေเนาะကျွန်တော်ရဲ့ senior တွေကျွန်တော်ရဲ့ဝိညာဉ်ဖခင်မိခင်ကြီးတွေခေါင်းဆောင်တွေကိုဖခင်ကအသုံးပြုပြီးတော့နှစ်80တိုင်အောင်ဖခင်ကလမ်းပြခဲ့တယ်ကျွန်တော်ရဲ့ဒေသမှာအခြေအနေအရခေတ်ကာလရဲ့အနေအထားအရပညာခေတ်ပညာတတ်တွေသိမများသေးတဲ့အချိန်ကာလမှာလေမိမိတို့ရဲ့အခြေအနေမိမိတို့ရဲ့ပညာအတိုင်းအထွာနဲ့အကောင်းဆုံးဆက်ကပ်တဲ့အမှုတော်ဆောင်တွေမြောက်များစွာပေါ်ထွက်လာအောင်အခုလိုလူငယ်တွေကိုမွေးထုတ်ပေးမဲ့ခေါင်းဆောင်တွေပေါ်ပေါက်လာအောင်အဲ့ဒီလိုလှုပ်ဆောင်ပေးကြတဲ့ခေါင်းဆောင်များရဲ့ဂျေစုကလည်းအင်မတန်မှဖယားသခင်ကိုဂျေစုတင်စရာဖြစ်ပါတယ်မှတ်တမ်းတင်ဂုဏ်ပြုစရာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ဖော်ပြချင်ပါတယ်ကျွန်တော်ရဲ့ဒီနယ်မြေဒီဒေသမှာမင်းတပ်မှာကံပက်လက်မှာအခုလိုနှစ်ပေါင်း80တိုင်အောင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရောက်ရှိလာခဲ့ပြီးကျွန်တော်လည်းဒီနေ့နယ်အဖွဲ့အနေနဲ့ရက်တည်လာတာလည်းနှစ်ပေါင်း32နှစ်ပြည့်လာတယ်ဘုရားသခင်ကဒီနေ့လည်းအသင်းတော်တစ်တွေဆက်ကခွင့်ပေးလာတယ်နောက်ထပ် local church တွေအနေနဲ့ရက်တည်လာကြအောင်မယ်ဘုရားသခင်ကရှေ့လာမဲ့နှစ်တွေနှစ်80အလွန်မှာလေဘုရားကကျွန်တော်တို့ကိုလမ်းပြပါလိမ့်မယ်ကျွန်တော်တို့ယုံကြည်သူများသာသနာကောင်းဆောင်များအနေနဲ့လေဘုရားသခင်ရဲ့လမ်းပြမှုကနေသွေးဖယ်မသွားဘဲနဲ့တစိုက်မတ်မတ်ဆက်လက်ပြီးတော့ရှောက်လန်းသွားဖို့တော့လိုအပ်ပါတယ်ဆိုတာကိုဒီနှုတ်ကပတ်တော်နဲ့ကျွန်တော်မိမောင်းထိုးပြချင်ပါတယ်ကျွန်တော်ဒီတမန်ကျမ်းစာစကားလုံးတွေကိုကျွန်တော်ပြန်ပြီးတော့မှလေ့လာတဲ့အခါမှာကျွန်တော်ပါတွေကိုတွေ့ရတယ်လေတင့်ကိုငါတွင်တင်မီဆိုတာနော်ကျွန်တော်တွေ့ရတင့်ကိုငါတွင်တင်မီအင်္ဂလိပ်လိုကျွန်တော်ကြည့်တဲ့အခါမှာ NIV version ကိုကျွန်တော်ကြည့်တဲ့အခါမှာ I will instruct you instruct ဆိုတဲ့စကားလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာ give insight ဒါမှမဟုတ် give understanding insight ဆိုတာကထိုးထွင်းသိမြင်သောဉာဏ်ထိုးထွင်း၍မြင်နိုင်သောအမြင်ဒါတွေကိုဖယားသခင်ကငါပေးမယ်လို့ဂတိပေးထားပါတယ်ဖယားသခင်ရဲ့ဂတိတော်ထင်ထိုးထွင်း၍သိမြင်နိုင်သောဉာဏ်ထိုးထွင်း၍သိမြင်နိုင်သောအမြင်နားလေနိုင်စွမ်းငါပေးမယ်ဒါကဖယားသခင်ရဲ့ဂတိတော်ဖြစ်ပါတယ်တခုတော့ရှိတယ်ကျွန်တော်ဖက်ကနေနားလေခြင်းတဲ့ဆန္ဒသိမြင်ခြင်းတဲ့ဆန္ဒကလေးတော့ရှိဖို့လိုအပ်ပါလိမ့်မယ်ဖယားသခင်ကကျွန်တော်တို့ကိုကျွန်တော်ရဲ့အသင်းတော်များကျွန်တော်ရဲ့နေအဖွဲ့ကျွန်တော်ယုံကြည်သူများသာသနာခေါင်းဆောင်များတဦးချင်းစီတိုင်းကိုဖယားကဆက်ပြီးတော့တွင်တင်ပါလိမ့်မယ်လို့ဂတိပေးထားပါလေနားလေနိုင်စွမ်းဖယားသခင်ကပေးပါလိမ့်မယ်သူ့ရဲ့အလိုတော်ကျွန်တော်ဘယ်ကိုရှောက်ရမလဲဆိုတဲ့အရာတွေဖယားကဆက်ပြီးတော့ကျွန်တော်ကိုလမ်းပြပါလိမ့်မယ်ပြီးတော့တင့်ကိုငါတွင်တင်မယ်တင်သွားရမည့်လမ်းကိုပြညွှန်မယ် I will teach you in the way you should go ခမည်းသွားတဲ့လမ်းကိုငါသင်ပေးမယ် teach နော် teach ဆိုတဲ့စကားလုံးကဘယ်ကနေလာတယ်လဲဆိုရင် Torah ဆိုတဲ့စကားလုံးကနေလာ Torah ဆိုတာက law နော်ဒီကဘာဦးကျမ်းကနေဒီထွတ်မြောက်ရာကျမ်းဒီကဘာဦးကျမ်းကနေကျမ်း၅ကျမ်းပေါ့နော်ပထမဦးဆုံးကျမ်း၅ကျမ်းကိုကျွန်တော်ကျမ်းစာကြောင်းတက်တဲ့သူတွေကနားလည်ကြတယ်လေ Torah လို့ခေါ်တယ်
တနည်းအားဖြင့် the law လို့လည်းခေါ်တယ်ဘုရားသခင်ရဲ့ဥပဒေကျမ်းလို့လည်းကျွန်တော်တို့နားလည်နိုင်တယ်ဘုရားသခင်ကသူ့ရဲ့ဥပဒေတတ်ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တရားတော်ကိုကျွန်တော်နားလည်အောင်ဘယ်လိုရှောက်လိုက်ရမလဲဆိုပြီးတော့တွင်တင်ပေးပါလိမ့်မယ်ဘုရားသခင်ကသူ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုလည်းကျွန်တော်ကိုပေးထားပြီးပြီကျွန်တော်အားလုံးမှာနှုတ်ကပတ်တော်ရှိတယ်တမန်ကျမ်းစာရှိတယ်ကျွန်တော်မိခင်ချိုးပါတာစကားနဲ့လည်းပိုင်ဆိုင်ထားပြီးပြီစာမဖတ်နိုင်တဲ့သူတွေအတွက်အတန်သွင်းထားတဲ့ဖိုင်တွေလည်းရှိနေပြီဘုရားသခင်ကနှုတ်ကပတ်တော်ကိုပေးထားတယ်ကျွန်တော်နားမလည်နိုင်ဘူးဆိုရင်လည်းကျွန်တော်ကိုနားလည်နိုင်အောင်သင်ကြားပေးနိုင်မဲ့အမှုတော်ဆောင်ပေါင်းမြောက်များစွာကိုလည်းဘုရားကပြင်ဆင်ပေးထားပြီးပြီဘုရားသခင်ကကျွန်တော်ကိုဒီကနေ့ထိသင်ကြားပေးတယ်တွင်တင်ပေးတယ်ရှေ့ဆက်ပြီးတော့လည်းသင်ကြားပေးမှာဖြစ်တယ်ဘုရားသခင်ကကျွန်တော်ကိုသင်ကြားပေးတဲ့အခါမှာသင်ယူတတ်တော်သူခံယူတတ်တော်သူအသွင်သင်ခံတော်သူနာခံတတ်တော်သူဖြစ်ဖို့တော့လိုအပ်ပါတယ်ပြီးတော့ကျွန်တော်ဆက်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ဂတိတော်တွေထဲမှာ I will counsel you I will counsel you and watch over you သင်ကိုငါကြည့်ရှုပြုစုမည် counsel ဆိုတဲ့စကားလုံးကကျွန်တော်နောက်တနည်းပြောရင်တော့ give advice အကြံပေးမယ်နော်အကြံကောင်းကိုပေးမယ်ဘုရားသခင်ကကျွန်တော်နဲ့တိုင်ပင်လို့ရတယ်သူ့ကိုအကြံတောင်းလို့ရတယ်ကျွန်တော်ကိုလမ်းပြပေးမယ်သင်ကြားပေးမယ်အကြံဉာဏ်ပေးမယ်ဘုရားသခင်ကကျွန်တော်ကိုဂတိပေးထားပါတယ်ကျွန်တော်ရဲ့ဘိုးဘေးတွေကိုလည်းသူဂတိပေးတဲ့အတိုင်းသူလမ်းပြခဲ့တယ်ဒီကနေ့ကျွန်တော်မျိုးဆက်ကိုလည်းဆက်လက်ပြီးတော့မှလမ်းပြအောင်မှာဖြစ်ပါတယ်တခါတော့ကဣသေလလူမျိုးတွေခါနန်ပြည်ကနေခါနန်ပြည်ကိုလာတဲ့လမ်းမှာဘာပြောကြလဲဆိုတော့ငါတို့လိုလူကြီးတွေငါတို့လိုလူကြီးတွေတောင်မှဒီခါနန်လူတွေရဲ့ရှေ့မှာနှံကောင်လောက်ပဲရှိတဲ့အတွက်ကြောင့်ငါတို့သားသမီးတွေကတော့ဘာမှတတ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူတို့မိဘတွေကယုံကြည်ခြင်းအားနေပြီးပြောခဲ့ကြတယ်ဒါပေမဲ့ဘုရားသခင်ကဘာပြန်ပြောတယ်လဲဆိုတော့မင်းတို့အဲ့ဒီလိုပြောနေတဲ့မင်းတို့ရဲ့သားသမီးတွေကိုခါနန်ပြည်ကိုငါအပ်မယ်ဒါပေမဲ့မင်းတို့ကတော့မဝင်ရဘူးယောရှုနဲ့ကာလက်ကလွဲရင်မဝင်ရဘူးလို့ဘုရားကပြန်ပြောထားတယ်ကျွန်တော်တို့တွေအားနေကောင်းအားနေပါလိမ့်မယ်ကျွန်တော်တွေသေးငယ်ကောင်းလဲအရက်လဲပူနိုင်ပါတယ်လူကောင်းလဲသေးနိုင်ပါတယ်ပညာလဲနဲနိုင်ပါတယ်အတွေ့အကြုံလဲနဲပါနိုင်ပါတယ်နောက်ခံ background လဲနဲနိုင်ပါတယ်အခြေအနေမကောင်းတဲ့လူဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘုရားသခင်ကသာလမ်းပြမယ်ဆိုရင်ဘုရားသခင်ရဲ့လမ်းပြမှုနောက်ကိုသာကျွန်တော်တို့လိုက်နေမယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မှာဖြစ်ပါလေ။တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်မှုကိုကျွန်တော်တို့ရရှိနိုင်ပါလိမ့်မယ်။ဘုရားသခင်ရဲ့လမ်းပြမှုကနေမသွေဖယ်သွားဖို့သာအရေးကြီးဆုံးဖြစ်ပါလေဆိုတာဒီနေ့ဒီနှုတ်ကပတ်တော်နဲ့ထပ်ပြီးတော့မှပြောချင်ပါတယ်။ပြီးတော့ကျွန်တော်ဆက်ပြီးတော့ကျမ်းစာကိုဖတ်တဲ့အခါမှာဘာပြောထားသလဲဆိုတော့ဉာဏ်ပညာမဲ့တော့မြင်လာခဲ့သူမဖြစ်နဲ့ဘုရားသခင်ကကျွန်တော်ကို request တော့လုပ်ထားတယ်ဉာဏ်ပညာမဲ့တဲ့မြင်လားလို့တော့မဖြစ်ပါနဲ့မြင်လို့လားလို့ဆိုတာကဒီသူတို့ဒီဣသရေလမျိုးတွေကဘာနဲ့ခိုင်းနိုင်တယ်လဲဆိုတော့ခေါင်းမာတဲ့လူကိုမြင်လားနဲ့သူတို့ခိုင်းနိုင်လို့ရှိတယ်ခေါင်းမာတဲ့တဆွတ်ထိုးသမားပြီးတော့ကျွန်တော်တို့ဒီနော်လူတစ်ယောက်ပြောဖူးတာဟုတ်လားတော့မဟုတ်လားတော့မသိဘူးမြင်းကတဲ့ညံ့ညံ့ဖြည်းဖြည်းသွားပါလို့ပြောရင်လည်းမရဘူးတဲ့ဘလို့ပဲပြောမရဘူးသူကညံ့ညံ့နဲ့သွားတတ်တယ်လားကြတော့ဖြည်းညံ့ညံ့သွားပါလို့ပြောရင်လည်းမရဘူးတဲ့သူကပုံမှန်နဲ့ဖြည်းဖြည်းပဲသွားတယ်နော်ဉာဏ်ပညာမဲ့တဲ့မြင်းလားဘာမှနားမလဲတဲ့မြင်းလားဘလို့မှဆုံးမလို့မရပြောဆိုလို့မရတွင်တင်လို့မရတဲ့မလို့မရတဲ့အကြံပေးလို့မရတဲ့မြင်းလားလို့တော့မဖြစ်ပါနဲ့ဆိုပြီးတော့ဒီတမန်ကျမ်းစာမှာကျွန်တော်တို့ကိုဘုရားသခင်ကပြောထားပါတယ်ပြီးတော့ကျမ်းစာထဲမှာနော်မြန်မာကျမ်းစာထဲမှာတော့ဗာပြောထားတယ်လေဆိုရင်အဲ့ဒီမြင်းလားကိုနော်တ
ဒီတိုင်းခေါ်လို့မရရင်ပါစက်ကိုဆက်ခွင့်ပြီးတော့ဆက်ကျိုးနဲ့ဆွဲရမယ်ဆိုပြီးတော့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရတယ်။အဲ့ဒီကျမ်းစာမှာကျတော့ကျွန်တော်ဘယ်လိုတွေ့ရတယ်လဲဆိုသူ့ရဲ့ပါတာပြန်တဲ့အခါမှာနည်းနည်းလေးသူကစာကြောင်းတိဆောက်ပုံနည်းနည်းကလေးမတူညီတာတခုရှိတယ်။ဘယ်လိုရှိလဲဆိုတော့မြင်းကိုမြင်းလားလို့မဖြစ်နဲ့နော်။ဒါမှမဟုတ်ရင်ဒီမြင်းလားကိုဆက်ကျိုးတာမတတ်ဘူးဆိုရင်ခမားနောက်ကိုလိုက်မှာမဟုတ်ဘူးဆိုတဲ့ဒီ sentence construction เนาะဒီဆောက်ပုံကျွန်တော်တွေ့ရတယ်ဉာဏ်ပညာမဲ့တဲ့မြင်းလားလို့မဖြစ်ပါနဲ့เนาะဒီမြင်းလားကိုစက်ကြိုးတက်လိုက်ရင်တော့သူကအသုံးဝင်တယ်စက်ကြိုးမတက်ဘူးဆိုရင်တော့အသုံးမဝင်သူကိုစက်ကြိုးတေချာတက်ရင်ခမားနောက်ကိုလိုက်မယ်မတက်ဘူးဆိုရင်နောက်မလိုက်ဘူးအဲ့သဘောတရားကျွန်တော်တွေ့ရတယ်ဒီနေရာမှာကျွန်တော်ဘာကိုပြောပြချင်တယ်လဲဆိုရင်မြင်းတို့လားတို့ဆိုတာကစက်ကြိုးတက်ပြီးတော့မှကောင်းကောင်းထိမ့်သိမ့်လို့ရှိအရန်အသုံးဝင်တယ်စက်ကြိုးမတက်ရင်ဘာမှသုံးစားလို့မရစက်ကြိုးတက်ရင်အသုံးဝင်တယ်နော်စက်ကြိုးမတက်ရင်အသုံးမဝင်အဲ့ဒီလိုပဲကျွန်တော်ဖယားသခင်ရဲ့သားသမီးတွေကလည်းနှစ်ဖားကြိုးတက်ခြင်းခံဖို့လိုအပ်ပါတယ်နည်းနည်းနဝင်မချိုတဲ့စကားနဲ့ပြောရရင်နှစ်ဖားကြိုးတက်ဖို့လိုပါတယ်ယုံကြည်သူတိုင်းနဝင်ချိုတဲ့စကားလုံးနဲ့ပြောရမယ်ဆိုတော့ godly freedom ပဲရှိရတယ်နော် unlimited freedom မရှိရအကန့်အသတ်မဲ့တဲ့လွတ်လပ်မှုဆိုတာဖယားသားသမီးတွေမှာမရှိရဖယားသခင်ရဲ့အလိုတော်နဲ့ညီသောလွတ်လပ်ခွင့်ပဲရှိရဖယားသခင်ရဲ့နှုတ်ကပတ်တော်စီးပေါင်ထဲမှာရှိသောလွတ်လပ်ခွင့်ပဲရှိရနဝင်မချိုတဲ့စကားလုံးနဲ့ပြောရရင်နှစ်ဖားကြိုးတက်ချင်းခံဖို့လိုတယ်ကျွန်တော်ယုံကြည်သူတွေเนาะမနေ့ကတယောက်ကပြောတယ်ကျွန်တော်ကိုလွတ်လပ်ရေးပေးပါတယ်အစည်းအဝေးမှာအနည်းဆုံးတော့ကျွန်တော်ကိုလိုနီနယ်ချက်နေတာကြားနေတာနော်တယောက်ကလွတ်လပ်ရေးတောင်းဆိုလာဆိုတော့ကျွန်တော်က unlimited freedom เนาะဘာမှအထင်းအချုံမရှိတဲ့လွတ်လပ်ခွင့်ဘယ်တော့မှရလို့မဖြစ်ဘူးအမြဲတမ်းကျွန်တော်ဒီဖယားနှုတ်ကပတ်တော်စီးပေါင်အောက်မှာရှိနေရအသင်းသားတယောက်ကအသင်းတော်ရဲ့ဥဆောင်မှုအောက်မှာရှိရမယ်။နေအဖွဲ့ရဲ့ဥဆောင်မှုအောက်မှာရှိနေရမယ်။ကျွန်တော်ကိုယ့်ရဲ့အဖွဲ့အစည်းအသီးသီးအစစ်စစ်မှာကျွန်တော်အကန့်အသတ်ရှိတဲ့လွတ်လပ်ခွင့်အောက်မှာပဲကျွန်တော်ရှင်သန်ကြရမယ်။အကန့်အသတ်မဲ့လွတ်လပ်ခွင့်ကျွန်တော်တောင်းဆိုလို့မရဘူး။တကယ်လို့များမကြခင်မှာကျွန်တော်ဒီမိုကရေစီရလာရင်ကျွန်တော်ထင်တယ်တချို့တွေကတော့အရာ unlimited freedom เนาะအထင်းအကွက်မရှိတဲ့လွတ်လပ်ခွင့်တွေကိုတောင်းဆိုပြီးတော့မှအဲ့ဒါတွေနဲ့ပျက်စီးတဲ့သူလည်းရှိကောင်းရှိနိုင်တယ်ဘယ်အချိန်တိုင်းမဆိုကျွန်တော်တို့ဒီဖယားသခင်ရဲ့နှုတ်ကပတ်တော်ဇီးပောင်အထဲမှာပဲလွတ်လပ်စွာရှင်သန်ကြရမှာဖြစ်ပါတယ်အသင်းတော်များကလည်းနေအဖွဲ့ပေါ်မှာလေးစားမှုရှိရတယ်နေအဖွဲ့ကလည်းအဖွဲ့ချုပ်ပေါ်မှာเนาะ regional convention national convention အဆင့်ဆင့်ပေါ်မှာလေးစားမှုရှိပြီးတော့ကျွန်တော်တို့အတူတကွเนาะရှောက်လန်းအသက်ရှင်ကြဖို့ဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေကြဖို့ဖယားသခင်ကအလိုတော်ရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေဖယားသခင်လမ်းပြမယ်သူဂတိစကားရှိတဲ့အတွက်ကြောင့်လမ်းပြပါလိမ့်မယ်ကျွန်တော်ကလည်းဆက်လက်ပြီးတော့နာခံကြရမယ်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုနာခံပြီးတော့နှုတ်ကပတ်တော်ဘောင်အထဲမှာဘောင်အထဲမှာကျွန်တော်နေပြီးတော့မှလွတ်လပ်စွာအသက်ရှင်ပြီးဖယားဘုန်းတော်ကိုထင်ရှားစေဖို့ဖယားသခင်ကအလိုတော်ရှိတာဖြစ်ပါတယ်အရောက်စီတိုင်းဖယားရှင်ကောင်းချီးပေးပါစေရှိတဲ့ဘုရားတော်